ဓာတ်ပုံတွေကလူကိုဝင်းမွန်ရွှေကြီးယောက်ျားနဲ့နှိုင်းစရာမလိုကြောင်းတုံ့ပြန်လာတဲ့ဖွေဖွေဝင်းမွန်ရွှေကြီးနဲ့ဖေအေးတူမေကြီးကွေညီမဖြစ်တဲ့ဖွေဖွေကတော့သူမရဲ့ချစ်သူအသစ်ဆိုပြီးဓာတ်ပုံတွေထွက်ပေါ်လာပြီးတဲ့နောက်မှာတော့တတိပေးချက်တစ်ခုထွက်လာခဲ့ပြန်ပါတယ်။နောက်ွယ်မှာမိသားစုအရှုပ်ဇက်လန်းတွေရှိကြတဲ့ဖွေဖွေနဲ့ဝင်းမွန်ရွှေကြီးဟာဆိုရင်အသက်အရွယ်တစ်ခုရောက်တဲ့အခါမှာတော့အစစ်တန်းချင်းကွာဟခဲ့ပြီးဖြစ်ပါတယ်။ဝင်းမွန်ရွှေကြီးကမြန်မာနိုင်ငံမှာအချမ်းသာဆုံးဖြစ်တဲ့လူချမ်းသာတဦးနဲ့လက်ထပ်ခဲ့ပြီးတေးသွေကျော်ရှင်နဲ့အလားတရားနဲ့မကြသေးမီယာမှာအကယ်ဒမီတစ်ခုထပ်မံရရှိထားတဲ့သူပါ။ဒါပေမဲ့လည်းဖွေဖွေကတော့2020နောက်ပိုင်းကတည်းကလူပညာလုပ်တွေကိုလုံးဝနားလိုက်ပြီးသူရဲ့ချစ်သူကောင်းလေးနဲ့ living together နေခဲ့တာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးမှာလည်းတတူပြေထိုးထားပြီးဘဝကိုနေချင်တိုင်းနေတဲ့လှုပ်ချင်ရလှုပ်တယ်လို့နာမည်ကြီးသူပါ။ဖွေဖွေကစိတ်ထင်တဲ့အတိုင်းမျက်နှာကိုခွဲစိတ်မှုတွေပြုလုပ်ခဲ့သေးတယ်လို့နှကန်းကိုအယမ်းဆက်စီကြတဲ့ပုံစံပြောင်းလဲခဲ့ပြီးမျက်နှာဝါမေယိုးတွေကိုလည်းတွေ့ချလိုက်ပါသေးတယ်။အဲဒီတုန်းကလည်းရှီရင်ဆွဲနှစ်ကိုယုံနဲ့လုံးဝကွာခြားသွားပြီးလူသစ်တယောက်အဖြစ်စားထိုးလိုက်တယ်လို့ဖြစ်သွားတဲ့အတွက်ဖွေဖွေကိုလင်ရပြစ်သွားလို့အပူမိပြီးထင်ရရီရှောက်လုပ်နေတာလို့ဝေဖန်ခဲ့ကြပါသေးတယ်။ခက်တာအဲဒီလိုဝေဖန်နေတဲ့အချိန်မှာပဲပြီးခဲ့တဲ့ရက်နေငယ်တုန်းက line ပေါ် page တစ်ခုကနေဖွေဖွေနဲ့ယောက်ျားတစ်ယောက်တွဲရိုက်ထားတဲ့ပုံအုံသုံးပြီးဖွေဖွေချစ်သူအသေးရသွားပြီလို့ဖွာလိုက်တာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်းတကယ်ယုံပြီးအဆိုပါဓာတ်ပုံဝိုင်းရှက်ခဲ့ကြသလိုတချို့ကလည်းဖွေးနဲ့ဝင်းမွန်ရွှေကိုနှိုင်းရှင်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းတစ်ဖက်ကပြန်တွေးကြည့်ရင်တော့ဖွေးဖွေးကိုဝင်းမွန်ရွှေနဲ့နှိုင်းစရာလုံးဝမရှိပါဘူး။မြမရုပ်ရှင်လောကထဲမှာနောက်ကြောင်အရှင်းဆုံးနဲ့အရှုပ်ရှင်အကင်းဆုံးမင်းသမီးဆိုရင်ဖွေးဖွေးကိုပဲလက်ညှိုးထိုးရမှာဖြစ်ပြီးမင်းသမီးဖြစ်လာတဲ့တက်တန်းတစ်လျှောက်လုံးဘာသတင်းအပုပ်အပိတ်မှမထွက်ခဲ့ဘူးပါဘူး။ရှာနိုင်တဲ့လောက်သုံးမယ်ရှိတာနဲ့ရောက်ရဲမယ်ဆိုတဲ့သဘောထားရှိတဲ့ဖွေးဖွေးကစပွန်ဆာပေးမဲ့ယောက်ျားတွေနဲ့ခက်ခင်ကဲနေထိုင်ခဲ့ပြီးသူ့ကိုငွေကြေးသိန်းထောင်ချီလာကန်လန်းတာတော့မဖြုံခဲ့သူပဲဖြစ်ပါတယ်။အချစ်မပါပဲပတ်စံအတွက်ခြေတော်တင်မခံနိုင်ဘူးဆိုတဲ့စိတ်ထားကိုဖွေဖွေရဲ့မျက်နှာလေးမှာအတိုင်းသားတွေ့မြင်ရပြီးသူမရဲ့ချစ်သူနဲ့တုန်းကတော့ဟိုတယ်ရေချိုးခန်းထဲကပုံတွေကိုလည်းပက်ပလစ်မှာသူမကိုယ်တိုင်ပဲပွပွလင်းလင်းချပြခဲ့ပူပါတယ်။ဒါကြောင့်သူများဖော်လို့အပုပ်ပေါ်တာမဟုတ်ဘဲနဲ့ဖွေဖွေကိုယ်တိုင်ကရိုးရိုးရှင်းရှင်းနေတတ်တယ်လို့ယူဆလို့ရပြီးရတော်လဲလူသိရှင်ကြားဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အခုလိုဓာတ်ပုံလေးတစ်ပုံကနေသူမကိုထင်ရလျှောက်ပြီးပေးစားနေကြတဲ့အပေါ်ဖွေဖွေကအကိုရင်းနဲ့ပေးစားတာကတော့လွန်တာပေါ့။မီဒီယာအတုတွေရင်ငရဲတွေကြီးကုန်တော့မှာပဲဟဲ့အဲဒါကြောင့်ဘာမှမတင်ချင်တာငါကိုရီနဲ့ပေးစားတဲ့သူတွေကန်ဆိုးမိုးမောင်ကြပါစေလို့ထုတ်ဖော်ကျိန်ဆိုခဲ့တာပဲဖြစ်ပါတယ်။ဒီချက်ကပဲဝတ်မွန်ရွှေကြီးလို့ယောက်ျားနာပဲကြည်နေတာမဟုတ်ပဲဖွေဖွေရဲ့ရိုးရှင်းတဲ့လူနေမှုဘဝကိုမြင်သာစေပါတယ်။ပရိသတ်ကြီးတို့ရောဓာတ်ပုံတွေကလူကိုဝတ်မွန်ရွှေယောက်ျားနဲ့နှိုင်းစရာမလိုကြောင်းတုံ့ပြန်လာတဲ့ဖွေဖွေပေါ်ဘလို့များထင်ကြပါသလဲနော်။